နောက်တစ်ယောက်နဲ့မင်းအစင်မပြေတာမျိုးနောက်တစ်ယောက်နဲ့မင်းမပြောတော့တာမျိုးတကယ်လို့များတဲ့ဘေးမှာစားထိုးတော့မယ်ဆိုငါကိုတည်းရပေးပါဦးတန်ရောစင်တွေဖြတ်ဖို့